Batman ကစာအုပ်တစ်ခုပေါ်ကနေတိတ်ဆိတ်ပြီးငြိမ်သက်နေတဲ့ Gotham မြို့ကြီးကိုကြည့်နေပါတယ်။ Gotham မြို့ကြီးကအခုဆိုရင်ညဘက်မှာဘယ်ရာဇဝတ်မှုအတန်မှမကြားရတော့ဘူး။ရုတ်တရက်ထွက်ပေါ်လာတဲ့တနက်ပစ်တန်တွေကြောင့်ကလေးတွေလည်းမလို့တော့သလိုမျိုးသမီးတွေကလည်းအမောင်လူထဲမှာပုံရင်ဆက်ပြီးငိုကြွေးနေစရာမလိုတော့ဘူး။အခုဆိုရင်လူတိုင်းကလုံခြုံနေပြီ။အဲ့ဒါက Gotham မြို့ကိုငါအမြဲတမ်းဖြစ်စေချင်နေခဲ့တဲ့အိမ်မက်တစ်ခုပဲ။ဒါပေမဲ့ဒါကအိမ်မက်မဟုတ်ဘူး။လွဲမှားနေတဲ့အိမ်မက်ဆိုးကြီးတစ်ခုပဲ။အဲ့ဒါကအကြောက်တရားရဲ့တိတ်ဆိတ်ခြင်းပဲ။ငါတို့ရဲ့ကဘာကြီးကို Man of Steel ဖြစ်တဲ့ Superman ကအာဏာရှင်တယောက်အနေနဲ့အုပ်ချုပ်နေခဲ့ပြီ။လွန်ခဲ့တဲ့9နှစ် Metropolis မြို့မှာ Clark တယောက်အိမ်နေရကနေပြီးတော့လူမမှန်တဲ့နှလုံးခုန်တဲ့တစ်ခုကြောင့်ရုတ်တရက်နဲ့လုံလာပါတယ်။ Clark က Louis ကိုကြည့်ရင်အဲ့အတန်က Louis နဲ့လူလောကထဲမရောက်လာသေးတဲ့ Louis ရဲ့ဗိုက်တွေကကလေးရဲ့နှလုံးခုန်တဲ့ဖြစ်ပါတယ်။ Clark တယောက်ချက်ချင်းကနာမငြိမ်တွေဖြစ်သွားပြီးအရာအားလုံးကိုစနစ်တကျစစ်ဆေးဖို့ကားလက်တစ်ခွဲခန့်ကိုဆက်သွယ်ရမယ်။အဲ့မှာဆိုရင်ယုံကြည်စိတ်ကြရတဲ့လူတွေရှိတယ်။ဒီမှာဆိုရင်အန်နီယိုတွေများတာမလို့နေရာအကျယ်ကြီးတစ်ခုရှာပြီး Metropolis ကနေပြောရင်ကောင်းမလားမသိဘူး။ Smallville မှာဆိုရင်ပိုလုံခြုံလောက်တယ်။ Clark တယောက်မမွေးသေးတဲ့ကလေးတွေဗျာများနေပြီး Louis ကစာအုပ်နဲ့ပေါက်မှအသိပြန်ဝင်လာပါတယ်။ Louis ကသူတို့ကလေးတွေအများကြီးစဉ်းစားပေးတာကျေးဇူးတင်ကြောင်းပြောပြီးအခုအချိန်မှာပျော်ပျော်နေတဲ့ကြောင်းပြောပါတယ်။အဲ့အချိန်မှာပဲ Louis စီကို Daily Planet သတင်းစာတိုက်ကဖုန်းဆက်ပြီးအပေးယူကိစ္စတခုသတင်းသွားယူဖို့ပြောတော့ Louis ကသွားဖို့ပြင်ပါတယ်။အဲ့ကသူလက်ခဲရမလားပြောတော့ကိစ္စတခုပေါ်လာတာမလို့ Louis ကကဘာကြီးကိုတက်ခဲ့တယ်မို့ပြောပြီးတယောက်တလန်းထွက်လာခဲ့ကြပါတယ်။ Metropolis ရဲ့တနေရာမှာတော့ဆရာသခင်ကိုရောဘက်ကလူဆိုးတွေကိုကြိတ်နေတော့ Superman ကရောက်လာပြီး Metropolis ကိုပါလာလောက်တာလဲလို့မေးပါတယ်။ Batman က Starlab ကိုလာရင်အဲ့မှာပစ္စည်းတခုခိုးခံလိုက်ရတာဖြစ်လို့လာရှာတာဖြစ်ကြောင်းပြောပါတယ်။ Superman က Batman ကိုကိစ္စတွေပြီးသွားရင်သူ့ကိုလာတွေ့ဖို့ပြောပြီးပြန်ထွက်သွားပါတယ်။ Batman ကအလုပ်တွေပြီးသွားတော့အစာအုပ်တစ်ခုပေါ်မှာစောင့်နေတော့ Superman ကရောက်လာပြီးငါမင်းကိုပြောစရာရှိကြောင်းပြောပါတယ်။လုံးစုံကိုသိမြင်တော်မူနေတဲ့ဆရာဘက်ကဘာလဲ Louis မှာကိုရင်ရှိနေတာမလားမေးတော့ Superman ကဘယ်လိုသိတာလဲလို့မေးလိုက်ပါတယ်။ Batman ကလည်းမင်းစိတ်လှုပ်ရှားပြီးချွေးတွေထွက်နေတယ်။မင်းရဲ့မျက်စိတငယ်အင်းကလည်းကျင်နေတယ်။ဘယ်ဘက်လက်ကလည်းတုံနေသေးတယ်။ Superman အဲ့လိုဖြစ်ဘူးလားဆိုလို့ Doomsday နဲ့တိုက်တုန်းကပဲရှိတယ်။ခုချိန်တွေက Doomsday နဲ့ထပ်တိုက်ခဲ့တယ်လို့ထင်ရပေမဲ့မင်းကအုံလုံးမရှိတဲ့အယူတယောက်လို့ဆက်ပြီးရည်နေတယ်ဆိုပြီးဆရာဘက်ကပြောပါတယ်။ Louis ကလည်း Jimmy နဲ့အတူသတင်းယူဖို့ရောက်နေပါတယ်။ဒါပေမဲ့အဲ့နေရာမှာဘယ်သူမှမရှိတဲ့အချိန်ဖြစ်နေပါတယ်။အဲ့ချိန်မှာပဲအုတ်ထုတ်ဆောင်လာပြီးကုတ်ဝတ်ထားတဲ့လူတယောက်ကရောက်လာပါတယ်။ Louis ကကင်မရာကိုအသိမြင်နိုင်ဖို့ပြောနေတဲ့အချိန်မှာပဲဓာတ်ပုံရိုက်ဖို့လုပ်နေတဲ့ Jimmy ရဲ့ကင်မရာကိုတနက်နဲ့ထောက်ထားလိုက်ပါတယ်။ Superman က Bruce ကိုသူ့ကလေးရဲ့ Godfather ခေါင်းငယ်အဖေဖြစ်စေချင်တယ်ပြောတော့ Batman လည်းအံ့ဩသွားပါတယ်။ Superman က Bruce ငါမင်းရဲ့နှလုံးခုန်တန်ကိုကြားနေရတယ်။မင်းအံ့ဩသွားတာမလားလို့မေးလိုက်တော့ Batman လည်းပြုံးလိုက်ပါတယ်။ဘက်ကသတင်းယူနေတဲ့ Louis တို့ဘက်မှာတော့တနက်ကင်ရတဲ့လူက Jimmy ကိုပြစ်တက်လိုက်ပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပဲအမွေတကားထုတ်ကောင် Joker နဲ့ Harley Quinn တို့ပဲဖြစ်နေပါတယ်။နောက်နေ့မနက်မှာတော့ Louis ကပြန်မြောက်လာသေးတာမို့လို့ Louis တို့အလုပ်ကိစ္စချိန်ရတဲ့နေရာကို Superman ကရောက်လာပါတယ်။ Superman ရောက်လာတဲ့အချိန်မှာတော့အသက်မဲ့နေတဲ့ Jimmy ရဲ့ခန္ဓာကိုယ်နဲ့သွေးပိနေတဲ့ Joker ကတစ်ချက်ကိုတွေ့လိုက်ရပါတယ်။ သားလက်မှာတော့ Batman ကပစ္စည်းတွေခိုးခံလိုက်ရတဲ့ကိစ္စကိုစစ်ဆေးနေပြီးဘာတွေခိုးခံလိုက်ရသေးတယ်လို့မေးပါတယ်။သားလက်ပြသိပ္ပံပညာရှင်တယောက်ကအနည်းချင်းတော့ပဲခိုးခံလိုက်ရတာမလို့ Superman ကိုမဆက်တဲ့တာသိတယ်မလားလို့ပြောလိုက်ပါတယ်။ Batman ကမင်းတို့ဘာလို့ Kryptonite ကိုစမ်းသပ်နေတာလဲလို့မေးတော့သိပ္ပံပညာရှင်တယောက်ကသူတို့က Superman ကိုဒုက္ခပေးဖို့မဟုတ်ကြောင်းနဲ့အစွမ်းအားအရေးမြစ်တွေများရှိအောင်မလားဆိုတာသိချင်အောင်တက်လို့ပြောပါတယ်။ Batman ကအခုတော့အဲ့ဒါကမကောင်းတဲ့လူတွေရဲ့လက်ထက်ရောက်သွားပြီသူ့ကို Kryptonite နဲ့ပတ်သက်တဲ့အကြောင်းသိတဲ့လူစင်းအားလုံးပေးလို့ပြောနေတော့မှာပဲ Superman က Super Speed နဲ့ရောက်လာပါတယ်။ Superman တယောက်ပြားရခတ်နေပြီးငါသူ့ကိုရှာမတွေ့တော့ဘူးငါ Louis ကိုရှာမတွေ့တော့ဘူးဇက်တိုက်ပြောနေတာမို့လို့ Batman လည်းနည်းနည်းစိတ်ထိတ်မှုပြောပါတယ်။ Superman က Joker ရဲ့ကတ်ကို Batman လက်ထဲပေးလိုက်ပြီး Louis ကိုရှာပေးဖို့ပြောနေတာမို့လို့ Batman က Justice League တစ်ဖွဲ့လုံးကိုဆက်သွယ်လိုက်ပြီး Louis Lane ကိုရှာဖို့ကဦးစားပေးတာဝန်ဖြစ်ပြီး Metropolis တစ်မြို့လုံးကိုလိုက်ရှာဖို့ပြောပါတယ်။တာဝန်နဲ့သူအလို့ရှုံနေကြတဲ့ Justice League member တွေကလည်းဆရာကိုရောဘက်ရဲ့စကားကြောင့် Louis ကိုလိုက်ရှာကြပါတယ်။ Flash ကိုလည်းဆက်သွယ်လိုက်ပြီး Superman ကမြို့ရဲ့အပေါ်စီးတွေကလိုက်ရှာနေတာမို့လို့ Flash က Metropolis မြို့ရဲ့မြေအောက်လမ်းနဲ့ရေမြောင်းတွေတနေရာမှာကြံလိုက်ရှာခိုင်းပါတယ်။ခဏအကြာမှာတော့တမျိုးလုံးပတ်ရှာလာတဲ့ Flash ကတခုခုတွေးလိုက်တာမို့လို့ Batman ကိုလာခေါ်ပါတယ်။ Flash က Batman ကိုမှပြီးနေရာတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒါကတော့ Starlab ပဲဖြစ်နေပြီးအဲ့နေရာမှာ Joker တက်တာခံထားရတဲ့ Scarecrow ကိုတွေ့လိုက်ရပါတယ်။အဲ့အချိန်မှာပဲ Wonder Woman ကဆက်သွယ်လာပြီးသူကစိတ်ကန်းတစ်ခုမှာလူတစ်ယောက်ကိုဖမ်းထားမိကြောင်း Joker က Metropolis မြို့ထဲမှာမရှိပဲ Joker နဲ့ Harley Quinn တို့ကရေအောက်ထဲကရေကုန်သင်္ဘောတစ်စီးမှရှိကြောင်းပြောပါတယ်။ Batman လည်းအဲ့နေရာကိုချက်ချင်းလိုက်လာပြီးရေအောက်ထဲကိုဆင်းသွားပြီးတော့ရေကုန်သင်္ဘောတစ်စီးလုံးကိုမှပြီးကုန်းပေါ်တင်လိုက်ပါတယ်။ Superman ကသင်္ဘောနေရန်ကိုဆွဲဖြဲပြီးအထဲကိုဝင်သွားတဲ့အချိန် Joker နဲ့ Harley Quinn က Louis ကိုခွဲစိတ်နေပါတယ်။ Superman ကအနားကိုသွားနေတော့မှပဲအငွေ့တစ်မျိုးထွက်လာပြီး Superman တယောက်ခဏတာအသိစိတ်လွတ်သွားပါတယ်။အသိပြန်ဝင်လာတဲ့အချိန်မှာတော့ Doomsday ကရှိနေပြီးတိုက်ခိုက်ဖို့လုပ်ပါတယ်။ Doomsday ကတိုက်ခိုက်ဖို့လုပ်နေတာမို့လို့ Superman က Louis ကိုထိမှဆိုတာနဲ့ဆံရမရတဲ့ဆို Doomsday ကိုဆွဲပြီးပြန်တက်သွားပါတယ်။ Joker နဲ့ Harley Quinn တို့ကလည်း Superman အလစ်မှာထွက်ပြေးဖို့လုပ်နေတဲ့အချိန် Green Lantern ကလက်စွပ်စွမ်းနဲ့ဖမ်းထားလိုက်ပါတယ်။ Justice League တစ်ဖွဲ့လုံးလည်းရောက်လာကြပြီး Batman ကတင်မိုးထဲဝင်ဖို့လုပ်နေတဲ့အချိန်မှာကလိုက်လာဖို့လုပ်နေလို့ Batman ကတားလိုက်ပါတယ်။အောက်ကတော့အဲမှာ Scarecrow ရဲ့အစိတ်ငွေ့ရှိနေတာကိုသတိထားမိလိုက်တာဖြစ်ပြီး Batman က Mask တေချာတက်ပြီးသူရောက်တဲ့ထဲဝင်သွားပါတယ်။ Batman ကပြန်ထွက်လာပြီး Superman နဲ့ Louis တို့ဘယ်မှာလဲမေးတာမဖြေလို့ Wonder Woman က Sword of Truth နဲ့စစ်မေးဖို့လုပ်တော့ Batman ကတားလိုက်ပါတယ်။ Batman က Sword of Truth နဲ့မေးလဲ Joker ကဘာပြောအမှန်ဟုတ်မှာမဟုတ်တော့ဘူးပြောတော့ Joker ကအဲ့ဒါသုံးပြီးမေးရင်မင်းသိချင်တာသိရမှာမဟုတ်ဘူးလားလင်းတို့လေရလို့ပြောပါတယ်။ Batman က Louis ကိုဘာလုပ်လိုက်တာလဲလို့မေးတော့ Joker က Louis
Lewis ကိုခွဲစိတ်ပြီးစနက်တိုင်လောက်လိုက်တာလို့ပြောပါတယ်။ Batman က Flash ကိုတင်မောစီသွားပြီးဒုံကြီးတွေကိုလိုက်စစ်ခိုင်းတော့ Joker ကအပင်မခံဖို့ပြောပြီး Lewis သားနှလုံးရက်သွားရဲ့ Metropolis တမျိုးလုံးနဲ့ရက်သွားမှပြောတော့ Batman ကဘာလို့သူမကိုမှလောက်ရတာလဲလို့မေးပါတယ်။ Batman က Kryptonite ကိုသွေးမိပြီး Scarecrow ဆိုတဲ့လူတွေရဲ့အကြောက်တရားကိုထင်အောင်ထင်မှားဖြစ်နိုင်စေတဲ့အစိမ့်ငွေကိုသာ Kryptonite နဲ့ရောဆက်လိုက်ရင်အဲ့ဒါက Superman ပေါ်တက်ရောက်သွားနိုင်တာကိုစဉ်းစားမိသွားပြီး Superman ကိုချက်ချင်းဆက်သွယ်ပါတယ်။ Superman မင်းဘာပဲမြင်မြင်အဲ့ဒါကအစ်စ်မှန်မဟုတ်ဘူးချက်ချင်းရဲလိုက်တော့လို့ပြောနေပါတယ်။ Superman ကလည်းဘာမှကိုမကြားနိုင်တော့ပဲ Doomsday ကိုအာဃာတတဲ့ဒီဆွဲခေါ်သွားပါတယ်။ Joker က Lewis စီမှာကိုဝင်ရှိနေတာမင်းတို့သိကြလားလို့ပြောတော့ Batman က Joker ကိုပိတ်ထိုးလိုက်ပါတယ်။အာဃာတထဲမှာ Superman တယောက်သိစိပြန်ဝင်လာတဲ့အချိန်မှာတော့သူ့ရှိမှရှိနေတာက Doomsday မဟုတ်ပဲသူချစ်ရတဲ့ Lewis ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရပါတယ်။လူတယောက်စီကကြားနေရတဲ့နှလုံးခွန်တဲ့နှစ်ခုကရပ်တန့်သွားခဲ့ပြီး Lewis ရဲ့နှလုံးခွန်တဲ့ရပ်သွားတဲ့နိုင်တဲ့ပြိုင်နဲ့ပဲ Metropolis တမျိုးလုံးမှာပောက်ကွဲသွားရင်းပဲ Injustice God Among Us comic အပိုင်းတစ်ကအဆုံးသတ်ထားပြီးနောက်တစ်ပိုင်းကိုနောက်နေ့တွေမှာသင်ပေးသွားမှာမို့လို့ channel ကို subscribe လေးလုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်